အားလုံးပဲမင်္ဂလာပါဒီနေ့ကျမရဲ့ greenhouse ထဲမှာရှိတဲ့နန်းနန်းပင်တွေကိုနှုတ်ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့အပင်တွေကတော်တော်ကြီးနေပြီလေ။အဲ့ဒါကြောင့်အဲ့ဒါကိုလိုက်ပြပါမယ်။မိုးကလည်းရွာတော့မယ်။အမြန်လေးခုံးပါပဲ။အမြန်လေးနှုတ်ပါမယ်။မိုးကလည်းဒီနေ့လေးရွာမယ်တစ်ပတ်လုံးရွာမယ်ဒီပါပဲဒီနန်းနန်းမဲအမြစ်ကမကြီးဘူးတချို့ပင်လေးလို့အမြစ်ကလေးကတဲလေးတွေပဲတချို့ရိုးရအပင်တွေကအမြစ်ကြီးတယ်အမြစ်တွေကြီးတယ်ဘယ်လိုဖြစ်လို့လဲမသိကျမဒီရတဲ့ဒီမျိုးကမတူလို့ရှိမှာပေါ့ဒီရတွေကိုနှုတ်ပြီးလို့ရှိရင်ရေဆေးမယ်ပြီးရင်ခဏချအောင်ထားချအောင်ထားမယ်ချအောင်ထားပြီးလို့ရှိရင် freezer ထဲကိုထည့်ပြီးတော့ဝင်းသားမှာစားဖို့တိမ့်ထားရမယ်ရှည်တော့ရှည်တယ်ပင်လေးကတော်တော်ရှည်တယ်တော်တော်ရပြီမို့ဆိုလို့ရှိရင်ဝါကုန်းတော့မကြခင်ဒါတော့မောက်ဒီပင်နဲ့ဝါနေတယ်မြန်ခုမလေကုန်ပြီဟဲ့လားအများကြီးရတယ်ဒီဟာကတော့ပင်စိမ့်ပါဒါကတော့ရွှေပဲသီးခေါ်မှာပေါ့ဒါတော့ငရုတ်ပင်စိုက်ထားတာမဘူးပင်နှစ်ပင်ဒီမှာတစ်ပင်ဒီဘက်ကလည်းငရုတ်ပင်ဒီမှာခရမ်းကျင်ပင်ခရမ်းကျင်နောက်ပြီးတော့ဘယ်မှာကနေပြင်ထွက်လိုက်အောင်မယ်ပြမယ်ဒီဘက်မှာကစုံးရက်စိုက်ထားတာပါနောက်ပြီးတော့ဒီနိုင်ငံမှာရှိတဲ့အပင်တွေကမွေးတဲ့အပင်တစ်ပင်ကိုပြမယ်နော်စိုက်ထားတာတော့မဟုတ်သူအေးကြပေါင်နေတာဒီပင်တော်တော်မွေးပါတယ်ဟိုနားလောက်ကစပြီးတော့မွေးတယ်သူကလေးလေးတင်းလို့ရှိရင်အပင်နာမည်ကတော့ဘာလဲမသိဘူးနှင်းစီရိုင်းဒါတော့ strawberry တွေပါ
နှစ်တိုင်းတော့စားရပါတယ်အသီးလေးတွေတော့ထွက်လာပြီဒါကပန်းသီးပင်ရောတော်တော့ပွင့်အသီးတော့မသီးသေးဘူးဆိုမိုးရတော့မယ်အိမ်နဲ့မြန်ဝင်မှပဲအားလုံးပဲတတာအခုလိုအပင်လေးကိုညက်ပါတော့မယ်ဒီအောင်ဒီမှာထိုးထားဆိုအမြင့်တွေညှပ်ပလိုက်တယ်နာမည်တွေတော့ဒီထဲမှာရေထဲမှာစေးပါမယ်အခုဆိုလို့ရှိရင်နာနာမီနေကတော့6နေပြီရေ6သွားပြီအဲ့ဒါဆိုအဲ့ဒါကိုခုလိုမျိုး plastic ထဲမှာထည့်မယ်ထည့်ပြီးလို့ရှိရင်freezer ထဲမှာလုပ်တော့တော်တော်ရှည်နေတာနဲ့တော့ဖြတ်တော့အောင်မှာမျိုးတွေပေါ့ရှင်းနေတော့ဒါကိုလို့တော့ဝက်ဖြတ်လိုက်တော့ဝက်ဖြတ်ပြီးတော့ချက်ညာရကြည့်လိုက်မယ်ကြည့်လိုက်လို့ရှိရင်ပြားသွားနော်ဒီတော့အဲ့လိုခြိထားပြီနော်ဒီနေ့ထုတ်ထားတာအခုတော့ဒီနေ့တနေ့တာလှုပ်ထဲကနေပြီးတော့နန်းနန်းပင်ခူးတဲ့လူကပြီးသွားပါပြီအားလုံးပဲတတ်တာ